ရှုပ်ပွားနေတဲ့လမ်းကြားတွေကနေအသေးအံပြေးနေရတဲ့လူငယ်2ယောက်ကိုစိုက်ကယ်နှစ်စီးကအနောက်ကနေထက်ချက်မကွာလိုက်လာပြီးအရှိတနေရာမှာတော့ဒူးလေးနဲ့ပြစ်ခတ်လိုက်ရတဲ့တယောက်ကိုထားခဲ့ကရှေ့ကိုဆက်ပြေးပါတယ်။အနောက်ကလိုက်လာနေတဲ့လူတွေကြောင့်ခြံစည်းရုပ်ကိုခုံကျော်ပြီးအစာအုပ်တစ်ခုတည်းကိုရောက်လာတဲ့အခါပွင့်နေမဲ့တကားတစ်ခုခုရှိမလားလို့လိုက်ရှာကြည့်ပေမဲ့မတွေ့တဲ့ပြင်ထိုးလူတွေနဲ့လိုက်မိလာတဲ့အတွက်အပေါ်ကိုတက်ပြီးဆက်လက်ပြေးနေချိန်တနေရာမှာပိတ်မိသွားကထက်ချက်မကွာလိုက်လာနေတဲ့လူလည်းအနောက်ကရောက်လာပြီးမှအောက်ကိုခုံချလိုက်ပါတယ်။ထိုအရာတွေမဖြစ်ခင်လွန်ခဲ့တဲ့6လက Las Vegas မှာတော့လက်ဝဲပွဲတစ်ခုအတွင်းရှင်ပြိုင်ထိုးတက်မဲ့ West Vela ဆိုသူနဲ့ Johnny Sutherland တို့2ယောက်ကိုတလဲစီပေါင်ချိန်ခဲ့ပြီးတယောက်ကိုတယောက်တက်ညမှာမဟုတ်တဲ့အကြောင်းကြွေးကြော်နေကြပါတယ်။စတင်ထိုးတက်တဲ့ပထမအချိန်မှာတော့ West တယောက်ထိုးချက်တွေကိုအလူးလဲခံနေရတာကြောင့်ပြိုင်ဘက်ရဲ့လေပင်ကိုချုပ်ထားလိုက်ချိန်မှာတော့ပထမအချိန်ပြီးဆုံးသွားပါတယ်။အချိန်တော်ကြာတွဲဘက်ညီလာတဲ့2ယောက်သာအခုလိုထိုးတက်နေတာကအတော်ကြီးလို့ကောင်းတဲ့အပြင်ထိုးချက်တွေကလည်းအားပါလာသလို Johnny ရဲ့နောက်ပြန်ကန်ချက်ကြောင့် West လည်းအထိနာသွားပြီးဒုတိယအချိန်ပြီးဆုံးသွားပါတယ်။ခဏနားချိန်အတွင်းမှာတော့ခန်းစစ်ပဲစောမနေပဲတိုက်စစ်ပြောင်းစောဖို့ပြောလိုက်တဲ့နီးပြကြောင့်တတိယအချိန်အစမှာနဲ့ West ရဲ့ခြေခံချက်တစ်ချက်က Johnny ကိုထိမှန်သွားကကျိုးဝိုင်းနဲ့မူးဝေသွားတဲ့အခါမှာတော့အသက်ရှူချိန်တောင်မပေးပဲဆက်လက်ထိုးနှံရင်းလေးပေါင်ကန်ချက်တစ်ချက်နဲ့အဆုံးသတ်ပေးလိုက်ပြီးပွဲကိုအနိုင်ရရှိသွားတာကြောင့်အောက်ပွဲခံနေပါတယ်။အတော်လေးအထိနာသွားတဲ့တစ်ဖက်ကလူလည်းနေရာကနေပြန်ထမလာတဲ့အတွက်စင်နာကိုရောက်လာတဲ့ main ကလေးကသူ့နာမည်ကိုခေါ်နေတဲ့အတွက်အနောက်ကိုလှည့်ကြည့်လိုက်ချိန်ပြန်နိုးမလာတော့တဲ့ Johnny ကိုကြည့်ရင်တွေးပြတ်သွားပါတယ်။အားလုံးပြန်သွားတဲ့အခါမှာတော့လက်ဝဲစင်နာမှာပဲရှိနေသေးတဲ့ West ကတကယ်ချင်း Johnny နဲ့အတူပွဲမစခင်ကပြောခဲ့တဲ့စကားတွေကိုပြန်တွေကဒီပွဲမှာမင်းဖင်ကိုကန်နိုင်ခဲ့ရင်ကန်းကြီးအိမ်လေးတစ်လုံးဝယ်မှာဖြစ်သလိုမနိုင်ခဲ့ရင်လည်းမင်းဝယ်ပေးလိုက်ဖို့လို့ပြောထားတဲ့ Johnny ရဲ့စကားတွေကိုကြားရောက်နေပါတယ်။အဲဒီနောက်6လကျော်ကြာသွားပြီးဘန်ကောက်မြို့ရဲ့ကန်းကြီးနဘေးကအိမ်တအိမ်မှာတော့ West တယောက်အတိတ်ကအိမ်မဆိုးတွေကြောင့်လက်နိုးလာပြီးလမ်းဘေးကထိုးသက်ပွဲနေရာကိုသွားကသူ့ထက်လူကောင်ပိုကြီးရဲ့တယောက်ကိုခဏလေးအတွင်းအလဲထိုးနိုင်လိုက်တာကိုလူအများပြားကအားပေးနေပါတယ်။တရက် PD ရဲ့အပြစ်ရှိသိတဲ့အခုလိုဖြတ်သန်းရင်အမိုးဘော်ကထိုးပွဲနေရာမှာတော့ West တယောက်သူ့ပြိုင်ဘက်ကိုထိုးသက်နေစဉ်ပွဲထဲကိုလူတယောက်ရောက်လာခဲ့ပြီးအဆက်မပြတ် West ရဲ့ထိုးနှက်ချက်တွေကြောင့်တစ်ဖက်ကပြိုင်ဘက်လည်းတောင်းမခံနိုင်တော့ပဲလဲကျသွားပါတယ်။ပွဲပြီးသွားလို့အနားယူနေတဲ့ West ရဲ့အနားကိုခုနကလူကရောက်လာကအခုပွဲမှာသူ$3000များလိုက်ကြောင်းကိုပြောရင်သူ့နာမည်က Jonah Edrick လို့မိတ်ဆက်ကသူကပွဲစီစဉ်သူမိသားစုကဖြစ်ကြောင်းနဲ့နောက်ပိုင်းမှာတော့ MMA ပွဲတွေမှာမပါဖြစ်တော့သလို West လည်းရှိမနေတော့တာကြောင့်သူ့ကိုမသိတာလို့ပြန်ဖြေပြီး Johnny နဲ့ပွဲတော့ကမင်းရဲ့အမှားမဟုတ်ပဲနာမည်ကောင်းရတဲ့တယ်လို့ Jonah ကဆိုပါတယ်။ဒီတော့ပြောချင်တဲ့အရာကိုကိုယ်ပတ်မနေပဲတဲ့ပြောရင်မှားလိုက်ချင်းသူပွဲတစ်ခုလုံးချင်ကြောင်းနဲ့အဲ့ဒီပွဲမှာ West ကိုလည်းပါဝင်စေခြင်းသလိုရလာမယ့်အကျိုးမြတ်ကလည်းအခုပွဲကြီးလို့$200လောက်ရမှာမဟုတ်ပဲအစပေါင်းများစွာကောက်မှာဖြစ်တဲ့အပြင်လုံးမဲ့နေရာကလည်းမမပြီးမှဖြစ်ကြောင်းပြောလာတဲ့ဂျိုနာကိုစိတ်မဝင်စားဘူးလို့တုံ့ပြန်နေတဲ့အတွက်ဒီတစ်ခေါက်ရလိုက်မယ့်အမြတ်တွေကမင်းဘဝတစ်ခုလုံးအေးစစ်စစ်နေထိုင်လို့ရသွားမှာလို့မလုံးပေးကသူ့လက်ထောက်နဲ့လိမ့်ဆန်ကတ်ကိုပေးခိုင်းလိုက်ပါတယ်အဲ့ဒီနောက်တေသွားတဲ့တငယ်ချင်းဖြစ်သူဂျော်နီရဲ့ကမ်းခြေမှာအိမ်လေးတစ်လုံးပိုင်ဆိုင်ခြင်းတဲ့စကားတွေကိုပြန်ကြားအောင်နေခဲ့တာကြောင့်ဂျိုနာရှိတဲ့နေရာကိုရောက်လာချိန်ဒီနေရာကဘန်ကောက်မြို့ရဲ့အကောင်းဆုံးရှုခင်းလို့ပြောရင်ဒါတစ်ချောင်းကိုဂိုင်ကပိုက်ဆနေလာလို့မေးနေတဲ့အတွက်ခမရကပွဲစီစဉ်သူလားစပိုမူးလားလို့မေးနေတဲ့ West ကိုဆူရှီလောက်ရတာကသူ့အတွက်အာယုံစူးစိုက်မှုကိုပိုကောင်းစေတယ်လို့ဆိုပါတယ်အခင်းဆုံးတငယ်ချင်းတယောက်ကိုကျိုးဝိုင်းထဲမှာတက်ခဲ့မိတာကယောက်ျားတယောက်ကိုပြိုလဲသွားနိုင်တယ်လို့နောင်လာရင်နဲ့ဖုံးလန်းသွားမှလို့ပြောနေတဲ့ဂျိုနာကို$1 တိတိလိုချင်ကြောင်းနဲ့ဂိတ်ကြီးရောရာဂိုင်လုံးဖြတ်တာမျိုးပါမလိုချင်ပဲငွေသားကိုချက်ချင်းလိုချင်တယ်လို့ West ကပြန်ဖြေလိုက်ပါတယ်ဒီတော့ဂျိုနာလုပ်တဲ့ပွဲကိုလက်ခံလိုက်တဲ့အတွက်မြန်မာနိုင်ငံကိုလေရင်စီးကရောက်လာကြပြီးစစ်တပ်ရှိတဲ့နေရာကိုလည်းကားနဲ့ထပ်မံရောက်ရှိလာကဗိုလ်ချုပ်တယောက်ကိုငွေပြေးပါတဲ့တစ်သက်လုံးပေးလိုက်တဲ့အခါမှာတော့အခုလိုလှူဒန်းမှုကိုမြန်မာပြည်ကကျေးဇူးတင်ကြောင်းပြောတဲ့ပုံမှုကိုသူကလူတွေကိုကူညီဖို့လာတာဖြစ်ကြောင်းဂျိုနာကပြန်ဖြေပါတယ်အဖွဲ့တွေကလူတွေနဲ့ West ကိုမိတ်ဆက်ပေးတဲ့အခါစပိန်မှာအကြော်ကြားဆုံးနွိုင်းသက်သမားစီညိုအစပါတိုရဲ့တက်ဆက်ကတာဖာနှစ်ယောက်ဖြစ်တဲ့ဇင်မလင်းနဲ့သူ့ရဲ့တာတိုဘိုင်ရစ်လို့မိတ်ဆက်ပြီးတော့သူက West ရဲ့အမာခံပရိသတ်ဖြစ်ကြောင်းပြောကအတင်းလက်ဆွဲနှုတ်ဆက်သွားပြီးနောက်တစ်ယောက်ကတော့ကမ္ဘာပေါ်မှာတတိယအချမ်းသာဆုံးဖြစ်တဲ့ရေနံလုပ်ငန်းရှင်ရဲ့စက္ကန့်သူဆိုဖီယာဖြစ်ကြောင်းအသီးသီးမိတ်ဆက်ပေးလိုက်ပါတယ်။ West ရဲ့အနာကိုရောက်လာတဲ့ဆိုဖီယာကရှင်ကအပြစ်ပေးခံရတာကိုကြိုက်တဲ့သူဆိုတာလူတွေပြောကြကြောင်းပြောတဲ့အခါသူမကသူ့ရဲ့အကြိုက်မဟုတ်ဘူးလို့ခတ်တင်းတင်းပြောလိုက်တဲ့ West ကိုသူမကလူတိုင်းရဲ့အကြိုက်ဖြစ်ကြောင်းပြောကထွက်သွားပြီးနောက်နောက်ကလူတယောက်ကလည်းသူကမာရှယ်လို့မိတ်ဆက်ပြန်ပါတယ်အခုလိုမိတ်ဆက်နေတာတွေကိုမကြိုက်တဲ့ West ကကျိုးဝိုင်းကဗမာလဲဆိုတာနဲ့ထိုးသက်ရမယ့်လူတွေကဘသူတွေလဲလို့မင်းနေတာကြောင့်အခုမိတ်ဆက်ပေးလိုက်တဲ့လူတွေကရှင်ပြန်ရမယ့်လူတွေဖြစ်တဲ့အပြင်စတူယန်100လောက်ကျယ်ဝင်းတဲ့အခုတော်ကြီးကပြိုင်ပွဲနေရဖြစ်သလို$1တန်းတန်တဲ့စိန်တို့ကိုပြစ်ပေးရင်နေဆက်ကိုဖျက်ကျော်နိုင်တာနဲ့ထိုင်းဘက်ကိုရောက်မှဖြစ်သလိုလွတ်မြောက်သွားခဲ့ရင်ဒီစိန်တွေကမင်းပိုင်ပဲလို့ဂျိုနာကဆိုပါတယ်ကျိုးဝိုင်းထဲမှာထိုးရမှန်ထင်တဲ့ရောက်လာတဲ့ West ကမယုံကြည်နိုင်တာမို့နောက်နေတာလားလို့ပြန်မေးတဲ့အခါအခု
အခုပွဲကစီးလို့ဝါလို့ရှင်ပြန်ရမှာလို့ပြောရင်ဘသူကဘယ်နေရာကနေစောရမလဲဆိုတာမကြခင်သိလာရမှာဖြစ်ကြောင်းနဲ့ကြိုက်တဲ့လက်နက်ကိုရွေးခိုင်းပါတယ်အသီးသီးလက်နက်ယူနေတာကိုဝက်ရောက်ကြည့်နေချိန်ကားပေါ်ကလူနှစ်ယောက်ကိုကန်ချကအမဲလိုက်ဖို့အတွက်ထွက်ပြေးခိုင်းပြီးနောက်ကနေဂျူနာရဲ့လက်ထောက်ကဒူးလေးနဲ့ပြစ်လိုက်တာကိုကြည့်ပြီးလမ်းပြန်သွားတဲ့အခါဒါကအစပဲရှိသေးတာမို့စင့်ကဲပြောင်းလဲမှုလိုက်မျိုးတူချင်းနဲ့အမဲလိုက်ရမှာဖြစ်သလိုအခုစိန်ခေါ်မှုကိုလက်ခံလိုက်ရင်မုတ်ဆိုးတယောက်ရဲ့စိတ်ကြည်နပ်မှုကိုခံစားရမယ်လို့ဂျူနာကဝက်ကိုပြောပါတယ်ဒါကြောင့်လက်နက်ယူဖို့အနားကိုသွားနေတဲ့သူကိုတွန်းထုတ်ကလက်နက်ကမင်းအတွက်မပါတဲ့အပြင်ရေဘူးတဘူးနဲ့အချိန်2မိနစ်သာစောထွက်ခွင့်ပေးမှဖြစ်လို့ဒါကပြိုင်ပွဲမဟုတ်ပဲလူသက်ဝင်ကြီးဖြစ်နေကြောင်းပြောနေတဲ့ West ကိုဒါကအမဲလိုက်တာလို့ပြန်ဖြေတာမို့သူတဘောတူခဲ့တာအခုလိုမဟုတ်တာကြောင့်ထွက်သွားဖို့ပြင်တဲ့အခါမြန်မာစစ်သားအများပြားကတနက်တွေနဲ့ချိန်လိုက်ကြပါတယ်လှည့်ပြန်လို့လည်းမရတော့တဲ့အခြေအနေတွေကြောင့်မတရားတဲ့တိုက်ပွဲကိုရေဘူးတဘူးနဲ့သာမတက်တာတဲ့အဆုံး West တယောက်လက်ခံလိုက်ရပြီးမို့တောဘက်ကိုထွက်ပြေးလာပါတယ်အဲဒီနောက်အမဲလိုက်ကြမဲ့လူတွေရှိကနေဖုန်းအားလုံးကိုတင်ယူလိုက်ပြီးအမဲလိုက်ပွဲကြီးလဲစတင်လာပြီဖြစ်လို့လက်နက်အသီးသီးနဲ့လူတွေလည်းနေရာကနေစတင်ထွက်ခွာကြပါတယ်။တောအုပ်တွင်ဖြတ်ပြေးနေရတဲ့ West ကျော်လက်ထဲမှာပါလာတဲ့နာယီကတန်လိုင်းအိမ်မြောင်ကိုကြည့်ရင်ဂျိုနာကိုဆဲဆိုကဆက်လက်ထွက်ပြေးနေရပြီးအနောက်ကပါလာတဲ့လူတွေကလည်းသူတို့လိုက်လာမှတီးနေတာကြောင့်တမိုင်လောက်ထိပြေးသွားမှဖြစ်ကြောင်းတွက်ချက်နေကြသလိုနောက်ဆုံးမှပါလာတဲ့လူတစ်ယောက်ကဖြစ်ကွင်းသာစီရဖို့အတွက်တောင်မိုးကိုတတ်သွားလိုက်ပါတယ်။ဒီတော့ရေဖြည့်ဖို့လိုတာမို့ရေရှိမဲ့နေရာကိုရောက်လာတဲ့ West ကိုအပေါ်ကနေမာဒူကာဆိုတဲ့လူကချိန်ပြစ်နေပြီဖြစ်လို့တစ်ပင်နောက်ကိုပြေးပုံလိုက်တာကြောင့်မျက်ခြေပြတ်သွားတဲ့အခါတောင်အောက်ကိုဆင်းလာတဲ့ထိုလူကိုရေထဲကိုဆွဲချကအသေးလဲထိုးနေတဲ့ West ကိုတော်ပါတဲ့လို့တောင်းပန်နေတာမို့ခဏရက်လိုက်ချင်းကျင်းစက်နဲ့ထိုးခံလိုက်ရပါတယ်။ထိုရေကန်ထဲမှာဆက်လက်တိုက်ခိုက်ရင်အသာစီးရသွားတဲ့ West ကမာဒူကာဆိုတဲ့လူကိုအဆုံးသတ်ပေးလိုက်ပြီးဆက်လက်ထွက်ပြေးနေချိန်အမဲလိုက်တဲ့လူတွေရောက်လာကသူတို့အမဲလိုက်နေတဲ့လူကပေါ့သေးသေးမဟုတ်တဲ့အကြောင်းနဲ့ထမှန်လိုက်ဖမ်းမှုအတွက်မြန်သွားတော့မှမို့လူတွေအလောင်းကြောင့်အန်နေတဲ့တားဖြစ်သူကိုပါဇက်တုပ်ဖို့မှာလိုက်ပြီးရှေ့ကိုဆက်သွားကြပါတယ်။ဒီတော့ West ရဲ့အနားကိုရောက်လာပြီးဖြစ်လို့တေချာဖြစ်ဖို့အတွက်နေရာသေးသေးယူလိုက်ကြတဲ့ပြင်ငါတို့ကအပေါ်မှာဖြစ်တာမို့ဘဲမှပြေးလို့မရတော့ကြောင်းပြောကစတင်ပြစ်ခတ်လာတဲ့ကြီးစံတွေကိုအသေးအတန်ရှောင်းတင်းပြေးနေချိန်အနောက်ကနေဒုံးချီနဲ့ထူလိုက်တဲ့အခါမှာတော့တောင်အောက်ကိုပြုတ်ကျသွားပါတယ်။တောင်အောက်ကိုရောက်လာတော့မိန်းကလေးတယောက်နဲ့တွေ့ဆုံရင်ဂျိုနာအတွက်လှုပ်လှုပ်တာလားလို့မေးကသူ့ရဲ့နာရီလေးပျောက်သွားကြောင်းပြောတဲ့အခါမိန်းကလေးကကူရှာပေးပြီးဒီကိုဘာလာလောက်တာလဲလို့မေးနေတဲ့အတွက်လူတချို့ကသူ့ကိုအမဲလိုက်နေတာလို့ပြန်ဖြေတဲ့ West ကိုသူမရဲ့မောင်လေးလည်းအမဲလိုက်ခံရကြောင်းနဲ့တွေးမိသေးလားဆိုကဓာတ်ပုံကိုပြပေးမယ်စိတ်မကောင်းဘူးလို့သာပြန်ဖြေပါတယ်။အခုနေဆက်ကိုအမြန်သွားရမှာဖြစ်ကြောင်းပြောကလမ်းအမကိုသွားနေတာကြောင့်လမ်းမနေတဲ့အတွက်သူမလိုက်ပြပေးမှမို့ West ကိုအနောက်ကလိုက်ခဲ့ရင်ပြောလိုက်ပါတယ်။နောက်ကလိုက်လာကြတဲ့အမဲလိုက်သမားတွေကလည်းမောလာတဲ့အတွက်အနားယူဖို့ပြင်နေချိန်ဆိုဖီယာကတော့ West ကိုသူကိုယ်တိုင်တတ်မယ်လို့ကြိမ်းဝါနေသလိုတောကိုတေချာမရှင်းလင်းထားလို့အပြစ်တင်နေတဲ့အဖွဲကတယောက်ကြောင့်လက်နဲ့ပြစ်တက်ထားတဲ့စိုက်ကယ်အိမ်နဲ့သွားဖို့ဂျိုနာကပြောပါတယ်။သူတို့အခုသွားနေတဲ့နေရာတွေကအကုန်တူတူပဲဖြစ်လို့လမ်းရောမှန်ရဲ့လားလို့မေးနေတဲ့ West ကိုသူမတို့မောင်နှမကဒီတောထဲမှာကြီးပင်းလာကြတာဖြစ်တာကြောင့်ဒီကိစ္စမှာပတ်သက်လာရတာလို့ပြောတဲ့သူမကိုဘာကိစ္စလဲလို့ပြန်မေးနေတဲ့အတွက်သူ့မောင်လေးကမွေးရစေးမောင်းခိုတဲပြီးအခုတော့ပျောက်သွားတယ်လို့ဆိုပါတယ်။သူမတို့ရွာကတယောက်ယောက်ပျောက်သွားခင်အခုလိုကစားပွဲမှာအုံချခံလိုက်ရမှန်သိကြောင်းနဲ့ West ကရောဘလို့ရောက်လာတယ်လို့ပြန်မေးနေတဲ့သူမကိုဒီကိုထိုးပွဲတွက်လို့ဆိုကခေါ်လာခဲ့ပေမဲ့တကယ်တမ်းကအမဲလိုက်ပွဲကြီးဖြစ်နေကြောင်းရှင်းပြပါတယ်။တစ်ဖက်မှာ drone နဲ့လိုက်လံရှာဖွေနေတဲ့ဂျိုနာတို့ကထိုကောင်မလေးကိုဗမာတွေ့တာလဲလို့ပြောကဖះเจ้าသားကိုတွားရင်သဘောကျကြောင်းနဲ့အဖွဲကလူတွေကိုလည်းနောက်ထပ်ပြစ်မှတ်ရှိကြောင်းအသိပေးခိုင်းလိုက်ပါတယ်။ရှေ့ကနေရာကိုဆက်သွားရင်မြင်းเจ้าကိုတွေ့ရမှာဖြစ်ပြီးတော်တော်ကြာသွားလိုက်တဲ့အခါနေဆက်ကိုရောက်မှလို့ပြောပြတဲ့မိန်းကလေးရဲ့နာမည်ကိုမေးလိုက်တော့တာဆိုတာသိလိုက်ရချင်းအမဲလိုက်သမားတွေလည်းသူတို့ကိုဝိုင်းထားလိုက်ပြီးပဲဖြစ်ပါတယ်။အနားကိုရောက်လာတဲ့စိုက်ကယ်ပေါ်ကလူ2ယောက်ကိုခြေကန်ချက်နဲ့ကန်လိုက်လို့သူမကိုလည်းပုံးနေဖို့မှားလိုက်တဲ့အပြင်စိုက်ကယ်ကိုယူကတောထဲကိုဝင်ပြေးတဲ့ West ရဲ့အနောက်ကနေအသေးလဲလိုက်ပြစ်နေတာကြောင့်ထွက်ပြေးနေရင်အရှိတနေရာမှာတော့ထိတ်တက်ရင်ဆိုင်ဖို့ဆုံးဖြတ်လိုက်ပြီးဆိုဖီယာရဲ့စိုက်ကယ်ကိုပိုက်ကွန်နဲ့ပစ်ဖမ်းလိုက်ပါတယ်။ပုံးနေတဲ့မိန်းကလေးရှိရာကိုလည်းထိုအဖွဲ့ကတားဖား2ယောက်ကရောက်လာခဲ့သလိုသူမကိုဖမ်းဖို့အတွက်ရှေ့ကိုဆက်လာချိန်နောက်ကနေတိုက်ခိုက်လာတဲ့သူမကိုဘေးကိုလဲချကတစ်ချက်ထိုးလိုက်ပြီးမရင်းချင်းမှုအတွက်ပြင်နေတဲ့ဖခင်ကိုသူမပါချင်းကြောင်းပြောပြီးထွက်လာချိန်တစ်ဖက်မှာဆိုဖီယာကိုမင်းပါပေးချင်နေတာလေလို့မေးနေတဲ့ West ကိုတမိုင်းတစ်လျှောက်အကောင်းဆုံးအမဲလိုက်ဂိမ်းကိုဆင်နွှဲနေကြောင်းပြောရင်စတင်တိုက်ခိုက်ပါတယ်။တယောက်ကိုတယောက်အသေးလဲထိုးနှက်ကြရင် West ရဲ့ကန်ချက်ကြောင့်လဲကျသွားတဲ့ဆိုဖီယာကိုထားခဲ့ကထိုမိန်းကလေးရှိနေမနေရာကိုပြန်လာတဲ့အခါရှေ့မှာပိတ်နေတဲ့တားဖြစ်သူကိုစောက်ကန်ပေးလိုက်ပြီးတင်းနေပြီးဖြစ်တဲ့လူကိုဆက်လက်ထိုးတက်နေတာကြောင့်ဆွဲခေါ်သွားလိုက်ပါတယ်။ခုနကလူသေးလောင်းထန်ရောက်လာတဲ့ဂျိုနာတို့ကသူတို့စီးပွားရေးထိခိုက်မှာဆိုလို့အလောင်းကိုဖတ်ခိုင်းလိုက်တယ်လို့ပြန်နှိုးလာတဲ့တားဖြစ်သူကိုဆွဲခေါ်ကမိန်းမတယောက်ကအခုလိုမင်းဖေကိုတတ်သွားတာမင်းကခံနေဖို့လို့ပြောရင်မင်းရဲ့မရှိမဲ့တက်တိလေးပေါ်ထွက်လာအောင်လုပ်ပေးခဲ့တဲ့ဖခင်အတွက်လက်စားချေတင်ကြောင်းအလောင်းကိုခေါ်ပြပါတယ်။